ဒီမျိုးသမီးကဆုံးပြီးတစ်ကောင်ဖြစ်တောင်းလဲသွားခဲ့ပြီးဖြစ်ပေမဲ့လည်းမိတ်ကလိမ့်နာကူတော့မရမကတင်ယူနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့လူကောက်တယောက်လိုပြင်ဆင်ထားမှပဲမျိုးတဲကိုဝင်ပြီးသူမရဲ့သားလေးနဲ့တွေ့ခွင့်ရမှာမို့လို့ပါ။ဒီမျိုးသမီးကလမ်းမပေါ်ကိုကောင်းမောင်းထွက်လာရုံရှိသေးတယ်မထင်မှတ်ပဲကင်းလက်နေတဲ့ရဲတွေနဲ့တိုးပါလေရော။သူမရဲ့မှတ်ပုံတင်တွေကဓာတ်ပုံနဲ့တူမတူစစ်ဆေးဖို့အတွက်မျက်မှန်ကိုချုပ်ဖို့ရဲကအမိန့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမဟာအန်ဒီတစ်ခုကိုခံစားလိုက်ရပါတယ်။ရဲကတမီးကိုဖြည်းဖြည်းချင်းထုတ်ပြီးသူမနာကိုတိုးကပ်လာခဲ့ပါတယ်။သူမလည်းမျက်မှန်ကိုချစ်တော့မလို့နဲ့ဟန်ဆောင်နေခဲ့ရတာပေါ့။ကန်ကောင်းကျင်တော့နောက်ဖက်မှာဇွန်ဘီတွေကရုတ်တရက်တိုက်ခိုက်လာတာကြောင့်သူမလည်းစစ်ဆေးတာကိုရှောင်ပြီးအခွင့်ကောင်းယူကထွက်ပြေးနိုင်ခဲ့ပါတယ်။မကြခင်မှာပဲသူမအရင်ကနေခဲ့တဲ့အိမ်ဟောင်းလေးစီကိုတင်ရောက်လာခဲ့ပါတယ်။တကားဝမှာသူမရဲ့သားလေးကိုမြင်လိုက်ရတာနဲ့တကားဖွင့်ပေးဖို့ကလေးကိုအသေးအတန်တောင်းဆိုပါတော့တယ်။သားလေးကလည်းသူ့အမေမတည်သေးဘူးလို့ထင်ပြီးဘာမှမစင်စားပဲတကားကိုဖွင့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူကတားဖြစ်သူစီကိုချက်ချင်းပြေးဝင်လာခဲ့ပါတယ်။ဒီမျိုးသမီးအခန်းထဲကိုဝင်လာတဲ့အချိန်မှာပဲအဲ့ဒီလူရဲ့ချစ်သူအစ်မလေးကတနက်နဲ့ချိန်ပြီးမောင်းထုတ်လိုက်ပါတယ်။ဒီမျိုးသမီးကတော့ထောက်တနေရာမှာပုံနေခဲ့ပြီးဖခင်ဖြစ်သူကတော့ဓာတ်ကိုကိုင်းကပြန်တိုက်ဖို့ပြင်ဆင်နေခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာပဲသူမဟာစိတ်လို့ကိုလို့ဖြစ်ပြီးဖခင်ဖြစ်သူကိုလုံးထွေးတက်ပုတ်ပါတော့တယ်သူမဟာဖခင်ဖြစ်သူကိုအမြန်ဆုံးအပြည့်ရှင်းပြစ်ချင်နေတာပါ။ကန်ကောင်းတို့သာချစ်သူအစ်မလေးကတူကြီးနဲ့လှမ်းထုတ်လိုက်တာကြောင့်သူမရဲ့ဖုံးကွယ်ထားတဲ့ဇွန်ဘီရုပ်အစ်စ်ကချက်ချင်းပေါ်ထွက်သွားခဲ့ပါတယ်။ရှေ့မှာမြင်နေရတဲ့မြင်ကွင်းကြောင့်တားဖြစ်သူဟာကြောက်အံ့ဖြစ်သွားခဲ့ရပါတယ်။ဒီမျိုးသမီးသားတစ်ခုခုပြောချင်နေသေးပေမဲ့ဖခင်ဖြစ်သူကတော့မြေပြင်ပေါ်ကတနက်ကိုကောက်ကန်လိုက်ပါပြီ။ပိုပြီးထူးဆန်းတာကတော့တခြားဇွန်ဘီတွေကသူမကိုစားကြီးစံထိခံပြီးကာကွယ်ပေးခဲ့ကြတာပါပဲ။ဒါကြောင့်လဲဇနီးဟောင်းဖြစ်သူဟာအခွင့်ကောင်းယူပြီးထွက်ပြေးသွားနိုင်ခဲ့ပါတယ်။နောက်တစ်ခါထပ်လာဦးမယ်ဆိုရင်တော့ဖခင်ဖြစ်သူကလုံးဝညှာတာမှမဟုတ်တော့ပါဘူး။ဘာလို့လဲဆိုတော့သူ့ဇနီးဟောင်းဟာအရင်လိုလူကောက်တယောက်မဟုတ်တော့ဘူးဆိုတာကိုသူသိသွားခဲ့ပြီမို့လို့ပါပဲ